မျောငေးကိုလက်ဖက်ရည်ဆိုင်ထဲကနေထိုင်ရင်းစောင့်နေလမ်းပေါ်မှာသွားရင်းလာရင်းစောင့်နေအခန်းချင်းလေးထဲမှာအိတ်ချင်အောင်ဆောင်ရင်းစောင့်နေစောင့်နေမိသူပေါ့စာအုပ်တွေဖတ်နေတာလဲဟန်ဆောင်တာကြပြားတွေရေးနေတာလဲဟန်ဆောင်တာတချင်းတွေအော်ဆိုတာလဲဟန်ဆောင်တာအမှန်ကဘာမှမပြောရဲသေးဘူးပုံမှန်တာအကုန်ပြောပြလိုက်မိတယ်မှားပါတယ်လို့ပြောရမလို့လားသူ့မှာလင်းနေလားကို့မှာသားနေလားပေါ့အမှန်ကရှောက်တွေးနေတာထင်ချင်ဟာထင်မြင်ချင်ဟာမြင်နေတာအခြားတစ်ပါးသောလူတစ်ယောက်စီမှာအပြိုစင်ဘဝကိုပေးအပ်နတ်ဖျားနဲ့ကြမှကလေးယူရဲသူမိန်းမလိုမင်းကိုငါမျှော်ငေးမင်းကြောင့်ငါဝေရီမိပြန်ပေါ့နော်လေရင်နဲ့ပြန်ခဲ့ရထားနဲ့ပြန်ခဲ့ကားနဲ့ပြန်လာခဲ့လေခြေချင်းပြန်လာခြင်းရင်လဲရင်နဲ့ရှက်တိုက်ပြီးအပြေးလာကြိုးမှာချစ်တယ်ကွယ်ငရဲသားကနိဗ္ဗာန်ပုံကိုလှမ်းကြည့်နေရတယ်လို့မျိုးချစ်တယ်ကွယ်ဘုံခုနှစ်ဆင့်ဘော်ကထိထားလေးကိုငယ်ကျွန်းကြီးတယောက်ကတက်မှတ်မိတယ်လို့မျိုးကိုတိမ်မွေ့ယိုကျိုးစွာချစ်မိပါရဲ့ကွယ်မပျော်ဘူးသိလားမပျော်တာအောင်မသိဘူးမဟုတ်လားငါပျော်တယ်ပြောနေတာပဲမင်းရည်နေလိုက်တကယ်ကိုပျော်လို့ရည်နေတဲ့အတန်မျိုးငါနားတွေကကြားဖို့စောင့်နေတာကိုရှာ